ကောင်လေးတစ်ယောက်ဟာသူတက်ရောက်ပညာသင်ကြားနေတဲ့မူလာတန်းကျောင်းရဲ့ပထမအကြိမ်မိဘဆရာအသင်းအစည်းအဝေးပွဲကိုတက်ရောက်ဖို့မိခင်ဖြစ်သူကိုဖိတ်ကြားခဲ့ပါတယ်။တက်ဖြစ်အောင်တက်မယ်လို့မိခင်ကပြောလိုက်တဲ့အခါကောင်ကလေးတုန်လှုပ်သွားပါတယ်။အဲ့ဒီပွဲမှာတငယ်ချင်းတွေနဲ့ဆရာတွေဟာသူ့မိခင်ကိုတွေ့မြင်ကြပြီးသူ့မိခင်ရဲ့ပုံမှန်သွင်ပြင်ကြောင့်သူအရှက်ရနိုင်ပါတယ်။သူ့အမေဟာလှပတဲ့အမျိုးသမီးတဦးဖြစ်ပေမဲ့ညာဘက်ပါးပြင်မှာတော့ကြီးမားတဲ့အမာရွတ်တစ်ခုရှိနေခဲ့ပါတယ်။လူငယ်လေးဟာသူ့အမေအမာရွတ်ဘာကြောင့်ရခဲ့တယ်လဲဆိုတာမမေးချင်တယ်လို့ပြောလဲမပြောချင်ပါဘူး။သူ့အမေမှာအမာရွတ်ရှိနေခဲ့ပေမဲ့အစည်းအဝေးပွဲမှာတော့လူတိုင်းဟာသူမရဲ့တဘာဝအလှနဲ့ကျင်နာမှုတွေကြောင့်လေးစားအထင်ကြီးခဲ့ကြပါတယ်။ဒါပေမဲ့ကောင်လေးကတော့ရှက်ရွံ့အားငယ်နေပြီးလူတိုင်းနဲ့ဝေးရာမှာပုန်းကွယ်နေခဲ့ပါတယ်။သူ့အမေနဲ့ဆရာဖြစ်သူတို့စကားပြောနေတာကိုကြားနိုင်တဲ့နေရာသူရောက်လာမိပြီးနောက်သူတို့ပြောနေသမျှကြားခဲ့ရပါတယ်။ခမည်းမျက်နှာမှာဘလို့ဖြစ်ပြီးအမာရွတ်ထင်ခဲ့ရတာလဲလို့ဆရာဖြစ်သူကမေးမြန်းစုံစမ်းပါတယ်။သူ့အမေကပြန်ပြောပြပါတယ်။ကျမသားကလေးဘဝတုန်းကမီးလောင်နေတဲ့အခန်းထဲမှာပိတ်မိနေခဲ့တယ်။မီးဟာထိန်းချုပ်လို့မရလောက်အောင်လောင်ကျွမ်းနေတဲ့အတွက်အခန်းထဲဘယ်သူမှမဝင်ရဲခဲ့ပါဘူး။ကျမသားရဲ့ပကတ်စီပြေးနေတဲ့အချိန်မှာမီးဆက်တစ်ခုပြုတ်ကျလာတာကိုတွေ့တော့သားကိုကာကွယ်ဖို့ကျမကိုသူ့အပေါ်မိုးပေးခဲ့ရတယ်။မီးစာထိမှန်တဲ့အခါကျမသတိလစ်မေ့သွားခဲ့ရတယ်။ကံကောင်းချင်တော့မီးသက်သမားတဦးရောက်လာပြီးကျမတို့နှစ်ဦးကိုကယ်ခဲ့ပါတယ်။သူ့အမေဟာမီးလောင်တန်းရာကြောင့်အမာရွတ်ထင်နေတဲ့ပါးပြင်ကိုကင်လိုက်ပါတယ်။ဒီအမာရွတ်ကတော့အမြဲတမ်းရှိနေမှာပါဒါပေမဲ့ဒီနေ့အထိကျမလုပ်ခဲ့မိတာနဲ့ပတ်သက်ပြီးဘယ်တော့မှနောင်တမရမိခဲ့ပါဘူးရှင်။ဒီစကားကိုကြားရတဲ့အခါကောင်ကလေးဟာပုံးကွယ်ရာကနေထွက်လာပြီးသူ့အမေစီမျက်ရည်ဆက်လက်နဲ့ပြေးသွားခဲ့ပါတယ်။သူ့အမေသူ့အပေါ်အနစ်နာခံခဲ့တာကိုတွေးရင်းစိတ်မကောင်းဖြစ်ကာမိခင်ဖြစ်သူကိုတိုင်းဖက်လိုက်ပါတယ်။အဲ့ဒီနေ့တစ်နေ့လုံးသူဟာသူ့အမေရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်းဂုဏ်ယူဝင်ကြွားနေခဲ့မိတော့တယ်။